Hello man, welcome back ပါ One Keynote Biblical Leadership and Management Page ကနေပြန်လည်ပြီးခါမှာကြိုးဆိုပါရစေကျွန်တော်နာမည်ကတော့ PK ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ page ကိုကြည့်ရင်းနဲ့ကျွန်တော်တို့ G-Talk TV or Blessings TV Facebook မှာကြတော့ BHM Live Channel မှာဒီခေါင်းဆောင်မှုနဲ့အစီခံမှုဘယ်ပိုင်းကနှံ့တယ် Biblical View နဲ့ကျွန်တော်ပြောထားတဲ့အရာလေးတွေဆက်လက်ပြီးခါမှာနားထောင်ပြီးမှကျွန်တော်ကိုဆက်လက်ပြီးမှခွန်အားပေးလို့လည်းရပါတယ်ကျွန်တော်ကို comment လေးအဖြစ်တော်လည်းကောင်းအားပေးလို့ရပါတယ်ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့တရက်ကကျွန်တော် Sheffield Leadership လို့ပြောတဲ့ဒီတိုးထိတ်ထန်ကနဲ့ခေါင်းဆောင်မှုဆိုတဲ့အပိုင်းတစ်ကိုကျွန်တော်အချက်5ချက်အပြင်ပြောပြီးသွားပါပြီဆိုတော့ဒီနေ့မှာကျတော့အပိုင်း2ဖြစ်တဲ့အချက်5ချက်ကိုဆက်လက်ပြီးကျွန်တော်ပြောသွားမှာဖြစ်ပါတယ်တိုးထိတ်နီကနော်တိုးရီကိုဘလို့ကြည့်ရှုတဲ့အခါမှာသူတို့အောင်မြင်နဲ့သူတို့တိုးရီကိုပြုစုစောင့်ရှောက်ကြတယ်လေနောက်ပြီးမှသူတို့တိုးရီကိုကြည့်စုစောင့်ရှောက်ခြင်းအဖြစ်သူတို့ချမ်းသာကြွယ်ဝလာကြတယ်ဒီတိုင်းမှာကျွန်တော်အဖွဲ့အစည်းတွေမှာကျွန်တော်ဘလို့အောင်မြင်ကြမယ်ဘလို့ကျွန်တော်တို့ဆက်လက်ပြီးခံမှအဖွဲ့အစည်းတွေကျွန်တော်အသင်းတော်တွေ organization တွေကိုကျွန်တော်ဥဆောင်လာတဲ့အခါမှာကျွန်တော်ဘလို့ဥဆောင်ရမလဲဆိုတာကကျွန်တော်နားလေသဘောပေါက်ဖို့အရေးကြီးပါတယ်လူတော်များများကတော့အဖွဲ့အစည်းတွေကိုဥဆောင်ခြင်းကြတယ်အဖွဲ့အစည်းမှာကောင်းဆောင်ဖြစ်ခြင်းကြတယ်ဒါပေမဲ့ခေါင်းဆောင်မှုကိုနားမလဲတဲ့အခါမှာကိုယ်တိုင်ကလည်းဘယ်ကိုသွားမှမသိကိုယ်နဲ့လှုပ်ဖို့ဆောင်ဖက်တီကလည်းဘယ်ကိုသွားမှမသိတဲ့အခါမှာလှုပ်တာကျွန်တော်တို့ဘယ်ကိုသွားမှမသိတဲ့အခါမှာအချိန်နာကုန်သွားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်အဲ့လိုမျိုးမဟုတ်ပဲနဲ့ကျွန်တော်ဒီနေ့မှာကြတော့ Sheffield Leadershipတိုးထိန်ထန်ကနဲ့ခေါင်းဆောင်မှုအချက်5ချက်ကိုဆက်လက်ပြီးမှကျွန်တော်လေ့လာကြည့်အောင်နံပါတ်1ချက်ကဘာလဲဆိုတော့အနစ်နာခံမှုမှာလိုအပ်ပါကကိုကျိုးစွန့်ပြီးအဖွဲ့၏အကျိုးကိုရှေ့ရှုရမယ်ဆိုတော့တိုးထိန်ရဲ့အသက်တာမှာကြည့်တဲ့အခါမှာတိုးထိန်ကတိုးကိုကြည့်တဲ့အခါမှာတခါတလေသူတို့အေးရေးလုံးဝမဝဘူးဘာဖြစ်လို့ဆိုညမှာတာရိုင်းတရိษံနေဂျားတို့ချင်းတေတို့ဝန်ပလူတွေကကိုက်မာကိုကြောက်တဲ့အတွက်ကြောင့်သူကအန်ဒရယ်မကြရောက်ဖို့အတွက်ကိုညမှာတော့မအိပ်ပဲနဲ့နေ့မှာလည်းဒီတိုင်းပဲမအိပ်ပဲနဲ့သူတို့တွေကကောင်းမှုဆိုအဖြစ်ကြည်စုစောင့်ရှောက်ပါတယ်ဒါကြောင့်တိုးထိန်လို့ပြောတဲ့အခါမှာတိုးကိုထိန်ရတဲ့တိုးထိန်ကမလွယ်ပါဘူးဒါကြောင့်ပဲကျွန်တော်တို့ကအစင်အမြဲနဲ့တိုးထိန်ကတိုးကိုကြည်စုစောင့်ရှောက်တယ်လို့ကျွန်တော်တို့ကအဖွဲအစည်းမှာခေါင်းဆောင်ဖြစ်လာတဲ့အခါမှာအနစ်နာခံဖို့တပိခါမှာအရေးကြီးပါတယ်လိုအပ်လာလို့ရှိရင်အဖွဲ့အစည်းအတွက်ကိုကြိုးကိုစွန့်ပြီးခါမှာတော့အနစ်နာခံတတ်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့လိုအပ်တယ်ဆိုတာကိုနံပါတ်1ချက်အနေနဲ့ကျွန်တော်ပြောချင်ပါတယ်နံပါတ်2ချက်အနေနဲ့ဘာလဲဆိုရင်ဆက်သွယ်ရေးကောင်းဝင်ခြင်းနဲ့ကျွန်တော်ကြည့်ရအောင်ရှင်းလင်းပြတ်သားစွာဆက်သွယ်ပြီးအဖွဲ့သားများနဲ့နေကပ်စွာဆက်ဆံတယ်ဘာလဲဆိုရင်ဆက်သွယ်ရေးကောင်းမှုဖို့တိတ်ပြီးမှအရေးကြီးတယ်တိုးထိန်ကတိုးရီနဲ့ဆက်သွယ်တဲ့အခါမှာတိုးရီကတိုးထိန်ရဲ့အတန်ကိုပဲကြားတယ်ဆိုတော့တိုးထိန်ရဲ့စကားတန်ကိုတိုးရီကသေချာလေးသိတယ်သူ့ရဲ့စကားတန်ကိုပဲကြားတယ်အတန်ဒီကအမျိုးပဲဒါမဲ့တိုးထိန်ရဲ့အတန်ကိုတော့သူတို့ကောင်းကောင်းမှတ်မိတယ်ဒီတိုင်းမဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေဥဆောင်လာတဲ့အခါမှာကိုကဘယ်ကဏ္ဍကိုသွားချင်တယ်ဘယ်ရည်မှန်းချက်ကိုကျွန်တော်သွားနေတယ်ဘယ် project ကိုဘယ်ချိန်မှာပြီးရမယ်ဘယ်ချိန်မှာကျွန်တော်တို့တွေကတိကျကျနဲ့တတ်မှတ်ထားတဲ့ဆိုင်ချိန်ဆိုင်ညွှန်းတတ်မှတ်ထားတဲ့ quality တွေနဲ့ပြီးဖို့အတွက်အောင်မြင်တဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ကရရှိနိုင်ဖို့အတွက်ကကျွန်တော်တို့ရဲ့အတန်ကျွန်တော်တို့ရဲ့ဂရုစိုက်မှုတေချာလေးကျွန်တော်တို့ ਨੇ လှုပ်ဖို့ဆောင်ဘက်တွေကရှင်းလင်းတိကျသိဖို့သိပြီးခါမှအရေးကြီးပါတယ်ဂျာကနာမှာအများကြီးနဲ့ဒီလိုပြောတဲ့ဟာတွေကိုနားမယောင်မဲနဲ့ခေါင်းဆောင်ကတေချာလေးညွန်ပြချက်တွေကိုကိုနဲ့လှုပ်ဖို့ဆောင်ဘက်တွေကနားလည်ပေးတတ်ဖို့သိပြီးခါမှအရေးကြီးပါတယ်တိုးရီကတိုးထိန်ရဲ့စကားတန်ကိုသိတယ်လို့လှုပ်ဖို့ဆောင်ဘက်တွေကခေါင်းဆောင်နေရဲ့ရည်မှန်းချက်ခေါင်းဆောင်နေရဲ့လိုအပ်ချက်ခေါင်းဆောင်နေရဲ့တတ်မှတ်ထားတဲ့အရာတွေကိုတိကျနဲ့သိဖို့သိပြီးခါမှအရေးကြီးပါတယ်ဒါကြောင့်ဆက်သွယ်ရေးကောင်းမွန်သောခေါင်းဆောင်ဖြစ်ဖို့သိပြီးခါမှအရေးကြီးပါတယ်ဆိုတော့နံပါတ်2ချက်အနေနဲ့ပြောချင်ပါတယ်နံပါတ်3ချက်ကစံနမူနာပြခြင်း
ဆိုတော့ခေါင်းဆောင်တဦးအနေဖြင့်အဖွဲ့သားများလိုက်နာလိုသည့်အမှုအချက်များကိုတိုင်ပြတာရဆိုတော့ကဒီမှာ example ပေါ့နော်စံမူနာပြတာဖို့လိုပါတယ်စံပြနမူနာဖြစ်ဖို့သိပြီးခါမှာအရေးကြီးပါတယ်ကိုကခေါင်းဆောင်တယောက်ဖြစ်လာပြီဆိုရင်ငါပြောတယ်လို့လုပ်ငါလုပ်တယ်လို့မလုပ်နဲ့ဆိုတော့မရပါဘူး servant leadership ထဲမှာကျွန်တော်တို့ပြောတဲ့အရာတိုင်းကကိုက example အနေနဲ့ဖြစ်ပြီးမှသာလေကိုနောက်ကိုသူတို့ကိုလိုက်ခိုင်းဖို့ပြောထားတာဖြစ်တယ်ဒီမှာလည်းပဲ shepherd leadership လို့ပြောတဲ့တိုးထိန်ရဲ့အစီခံခေါင်းဆောင်မှုမှာလည်းပဲကိုကပုံဥပမာဖြစ်ဖို့သိပြီးခါမှာအရေးကြီးပါတယ်ဒါမှသာလျှင်ကျွန်တော်တို့ရဲ့ပုံစံကိုကြည့်မယ်ကျွန်တော်ရဲ့ဥဆောင်မှုတွေကိုကြည့်ပြီးသူတို့ကရဲရဲနဲ့ကျွန်တော်တို့နဲ့အတူလက်တွဲပြီးမှလိုက်နာကြမှာဖြစ်တယ်ဒိုးရီကလည်းပဲသူ့တိုးထိန်အပေါ်မှာ100မှာ100ဒိုးရီကတိုးထိန်နောက်ကိုလိုက်တယ်အန်ဒရဲပဲကြဘာပဲဖြစ်ဖြစ်တိုးထိန်ကိုယုံကြည်ပြီး100မှာ100လိုက်တဲ့တိုးရီကအဲ့တော့ကြောင့်ကျွန်တော်တို့ကတိုးရီကတိုးထိန်အတွက်စံပြနမူနာဖြစ်လာတဲ့အခါမှာတိုးရီကဝါဖြိုးလာတယ်ကျမ်းမာရေးကောင်းတယ်မျိုးပွားလာတယ်နောက်ဆုံးမှာကြတော့တိုးရီကဘာဖြစ်လဲတိုးထိန်ကချမ်းသာကြွယ်ဝခြင်းကိုရတယ်ဒီတိုင်းပဲကျွန်တော်တို့ကကောင်းမွန်စွာဖြင့်စံပြနမူနာဖြစ်ဖို့လိုတယ်ကိုက8နာရီလို့ပြောရင်8နာရီကွက်တီရောက်နိုင်တဲ့ခေါင်းဆောင်တွေဖြစ်ဖို့လိုတယ်ကျွန်တော်ရဲ့အသက်တာထဲမှာပုံဥပမာ example be example ဖြစ်ဖို့အရင်ပဲအရေးကြီးတယ်ဆိုတာလေးကိုကျွန်တော်ဆက်လက်ပြီးမှအချက်3ချက်အနေနဲ့ကျွန်တော်ပြောချင်ပါတယ်နံပါတ်4ချက်ကဘာလဲဆိုတော့လိုက်လျောညီထွေမှုရှိလိုက်နှောညီထွေမှုရှိမယ်ကြည့်အောင်ပြောင်းလဲလာသောအခြေအနေများနဲ့လိုက်လျောညီထွေဆိုတာဥဆောင်နိုင်ရမယ်တိုးထိန်ဒီကတိုးကိုကြောင်းတဲ့အခါမှာယာတီဥတုတဘာဝပတ်ဝန်းကျင်အန်ဒရဒီကိုကြည့်ပြီးခါမှာသူတို့ကတိုးရီကိုပြုတ်ပြင်ပြောင်းလဲပေးတယ်အဲ့မှာတိုးရီကိုယ်တိုင်ကလည်းပဲတိုးထိန်ပေါ်မှာ100မှာ100မီတီတဲ့အတွက်ကြောင့်တိုးထိန်ရဲ့ဆိုလိုရင်းအတိုင်းကိုလိုက်တယ်ဒါကြောင့်ရိုက်ချိုးညီထွေမှုရှိဖို့သိပြီးခါမှာအရေးကြီးပါတယ်ကိုကကောင်းဆောင်ဖြစ်လာတဲ့အခါမှာငါပြောတယ်လို့လုပ်ငါလုပ်တယ်လို့လုပ်ငါပြောတဲ့အတိုင်းလုပ်ဆိုတဲ့အမိတ်အနေနဲ့မဟုတ်ပဲနဲ့ကာလအခြေအနေဒေတာအဲ့ဒါတွေကိုကြည့်ပြီးမှကျွန်တော်တို့ကဥဆောင်တတ်ဖို့လဲသိပြီးခါမှအရေးကြီးပါတယ်မနေ့တော့ကကျွန်တော်ချမှတ်ထားခဲ့တဲ့စီးမင်းကနောက်တနေ့အတွက်အကျုံးဝင်ခြင်းမှလည်းဝန်မှာပါအဲ့လိုမျိုးတွေတချို့တလေမှာပြောင်းလဲတဲ့အရာလေးတွေရှိရင်ပြောင်းလဲပေါ်မှာမူတည်ပြီးခါမှလက်လျောညီထွေစွာနဲ့ခေါင်းဆောင်မှုပြုလုပ်တတ်ဖို့သိပြီးခါမှအရေးကြီးတယ်ဆိုတော့နံပါတ်4ချက်အနေနဲ့ပြောချင်ပါတယ်နံပါတ်5ချက်အနေနဲ့အားလုံးပါဝင်နိုင်မှုအာမခံခြင်းကိုကခေါင်းဆောင်ဖြစ်လာပြီဆိုရင်မြည်သူမြနောက်ကျကြံမနေစေရအားလုံးကိုထည့်သွင်းစဉ်းစားရမယ်ဆိုတော့ကိုကခေါင်းဆောင်ဖြစ်လာပြီဆိုအားလုံးကိုစီစီလုံးလုံးနဲ့ကျွန်တော်ကတွဲခေါ်ပြီးဖို့ရေးကြည့်တယ်တိုးရီကကြိုက်တယ်လို့သွားတဲ့အခါမှာတခါတလေကျရင်တိုးတကောင်လေးကကြိုက်တဲ့အခါမှာကြိုက်တဲ့နေရာကိုသွားတယ်တိုးထိန်ကတော့တိုးတကောင်မကြံအောင်တိုးချန်ထဲမှာကောင်းမွန်စွာအဖြစ်ထည့်တယ်လို့ကျွန်တော်တို့ကအသင်းအဖွဲ့တွေအသင်းတော်တွေရဲ့ကောင်းဆောင်ဖြစ်လာတဲ့အခါမှာကိုနဲ့လှုပ်ဖော်ဆောင်ဖက်တီကိုမကြံခဲ့အောင်လက်တွဲညီနဲ့သူတို့ကိုခေါ်ဖို့လဲသိပြီးခါမှအရေးကြီးပါတယ်ဒါကြောင့်ပဲပထမပိုင်းမှာပြောပြီးစိတ်ရှည်မှုအရေးကြီးတယ် unity ဖြစ်ဖို့ကစိတ်ရှည်ဖို့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ကဒီမှာအားလုံးပါဝင်နိုင်ဖို့အတွက်ကိုအာမခံချက်ပေးနိုင်ဖို့အရေးကြီးတယ်တချို့တော့မြန်မယ်နည်းနည်းပြောတာနဲ့သဘောပေါက်မယ်တချို့တော့ပြောတာများမယ်သဘောမပေါက်တဲ့ဟာတွေလည်းအများကြီးရှိမယ်တချို့တော့သဘောပေါက်ရတဲ့နဲ့မလုတ်ချင်တာတွေလည်းရှိမယ်တချို့ကြတော့နည်းနည်းပြောပြီးများလုတ်တဲ့လူလည်းရှိမယ်ဒီလိုမျိုးတွေနဲ့ကျွန်တော်ကြုံတွေ့လာတဲ့အခါမှာစိတ်ရှည်ပြီးတယောက်ကိုတော့ခြံခဲ့တာမျိုးမဟုတ်ဘဲနဲ့စီလုံးနဲ့ကျွန်တော်ကောင်းဆောင်တွေကဥဆောင်တတ်တဲ့အဖွဲ့အစည်းတွေဖြစ်ဖို့သိပြီးခါမှအရေးကြီးပါတယ်ဒါကြောင့်ကျွန်တော် shepherd leadership လို့ခေါ်တဲ့တိုးထိန်ရှင်းနေလာတဲ့သင်ခန်းစာဒုတိယပိုင်းဖြစ်တဲ့အချက်5ချက်ကိုကျွန်တော်ပြောသွားပါပြီဒါကြောင့်အားလုံးပေါင်းလိုက်ရင်အချက်10ချက်ရှိပါတယ်ဒီအချက်10ချက်ကိုကျွန်တော်လိုက်နာခြင်းအပြင်ကျွန်တော်တို့ဒိုးတက်တဲ့အဖွဲ့အစည်းတွေဒိုးတက်တဲ့အသင်းတော်တွေကိုယ့်ရဲ့အဖွဲ့အစည်းအတွက်တော်၎င်းကိုယ့်ရဲ့မိသားစုအတွက်တော်၎င်းကိုယ့်ရဲ့ personal အတွက်တော်၎င်းကျွန်တော်တို့ကောင်းမွန်စွာအားဖြင့်အောင်မြင်တဲ့ဒိုးတက်တဲ့ကောင်းဆောင်ကောင်းတွေ management ကောင်းတွေဖြစ်ကြရအောင်လို့ကျွန်တော်ဒီနေ့မှာ
ထပ်လောင်းပြီးခါမှာအားပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ video clip ကိုကြည့်ချင်းအပြင် like subscribe comment လေးပေးသွားပါကျွန်တော်ဒီ